အားလုံးမင်္ဂလာပါနေကောင်းကြလားခင်ဗျာကျွန်တော်ဒီနေ့ရုံးသွားဖို့ပြင်ဆင်နေပါပြီကျွန်တော်ရုံးသွားဖို့စတင်အဝတ်စားလဲနေပါပြီဒါကတော့ကျွန်တော်ရှင်းနေတိုက်ပုံဖြစ်ပါတယ်တိုက်ပုံအနက်ဝေးရတာဖြစ်ပါတယ်ရှင်းနေဂျူတီကိုဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရုံးတက်တဲ့အိတ်ဖြစ်ပါတယ်ဒါတော့ဝေးရုံဖြစ်ပါတယ်တရက်ခွန်းနဲ့ဝင်တဲ့အခါမှာကျွန်တော်ဘောကနေထပ်ပြီးပြရတဲ့ဝေးရုံဖြစ်ပါတယ်အမှုစစ်တဲ့အခါမျိုးတွေမှာကျွန်တော်မဖြစ်မနေအများဆုံးဝေးရပါတယ်ဒါကတော့လေဘက်ကလေးပါခုနဝေးရုံနဲ့တွဲပြီးတော့ဝေးရတာဖြစ်ပါတယ်တရားလွတ်တော်ရှင်းနေတယ်ဝေးရတာဖြစ်ပါတယ်တရားခွန်းနဲ့ရောက်ရင်အခုလိုပဲလေဘက်ကလေးဝေးရပါတယ်ဒါကတော့จิตတီခေါင်းပေါင်းဖူးလေးပါအထက်မှာခေါင်းပေါင်းကိုပြပြီးတော့ထည့်ထားတာဖြစ်ပါတယ်ဆောင်းတဲ့ခါကျမှဖောင်းပြီးတော့မှတရားခွန်းထဲမှာကျွန်တော်ရှင်းနေတယ်ဆောင်းရတာဖြစ်ပါတယ်နောက်မှကျွန်တော် AC ဆောင်းပြပါမယ်ထဲမှာမှန်လေးပါပါတယ်ရှင်းနေတဲ့နေ့ရက်တိုက်တီးဖြစ်ဖို့အတွက်ကျွန်တော်မှန်လေးထည့်ပေးထားတာဖြစ်ပါတယ်ဒါလေးကကျွန်တော်လေသာဘူးလေးပါရှင်းနေတဲ့အတွက်အထူးသီးသက်သွားရင်လာရင်တရားလွယ်ကောထုတ်လုပ်ထားတဲ့ဘူးလေးဖြစ်ပါတယ်ဒါကတော့အမှုရဲ့ဖိုင်ပါကျွန်တော်ဟိုတိုင်းအောင်မလိုက်ပါဘူးကျွန်တော်မကြိုက်တဲ့အမှုဆိုရင်ပတ်စံဘယ်လောက်ပေးပြီးမလိုက်ပါဘူးဒါကတော့ကျွန်တော်ငယ်တဲ့အကျင့်ပါဒီနေ့တော့အမှုတစ်ခုပဲရှိပါတယ်ညနေပိုင်းမှာတော့စာချုပ်လေးချုပ်ဖို့ရှိပါတယ်ဒါကတော့ဒိုင်စာအုပ်ဖြစ်ပါတယ်ဒိုင်စာအုပ်ကတော့ရှင်းနေတဲ့အတွက်လွတ်ဆောင်မဲ့အလုပ်တွေရုံးချင်းတွေကိုကြိုတင်မှတ်သားထားရတဲ့စာအုပ်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရုံးသွားရင်အမြဲယူတဲ့ထီလေးဖြစ်ပါတယ်ရန်ကုန်မှာနေပူနဲ့အရန်ပူလို့မိုးရွာရင်လည်းအရန်ရွာပါတယ်မြင်မှန်တော့ကာဗာအနေနဲ့တက်တာဖြစ်ပါတယ်မျက်လုံးကတော့အနီးရောအဝေးရောကြည်တောက်ရှင်းဖြစ်ပါတယ်ကဲအရှိမကားလည်းရောက်နေဖြစ်တဲ့အတွက်ရုံသွားလိုက်ပါအောင်မယ်ဒါကတော့ကျွန်တော်တနေ့တာရုံသွားတဲ့ဘလော့လေးဖြစ်ပါတယ်ကြည့်ရှုပေးကြသူအားလုံးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ